မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့လာသာမျိုးနယ်ကရွှေစင်ရွှေဆိုင်ဓမြတိုက်တဲ့သူတွေနဲ့ကြံရပါကိုမိသွားပြီဆိုတဲ့အကြောင်းဖော်ပြပေးပါမယ်ရန်ကုန်တိုင်းလာသာမျိုးနယ်အမှတ်3ရပ်ကွက်မဟာဗန္ဓုလလန်ကရွှေစင်ရွှေဆိုင်ဓမြတိုက်တဲ့သူတွေကိုဒီဇင်ဘာ9ရက်ကဖမ်းဆီးရမိတယ်လို့သိရပါတယ်ရွှေဆိုင်ကိုဓမြတိုက်လူရဲမှုကျူးလွန်ခဲ့တဲ့အမျိုးသား2ယောက်နဲ့လူရက်ခဲ့တဲ့ပစ္စည်းကိုလက်ခံသိမ်းဆည်းပေးခဲ့တဲ့ကြံရပါအမျိုးသမီးနဲ့အမျိုးသားတယောက်ကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဓမြတိုက်သူ2ယောက်ကတော့တာဂီတာမြို့နယ်မှာရှိတဲ့အောင်ဘရာသာလက်ဖက်ရည်ဆိုင်ပိုင်ရှင်အောင်ကိုစင်ဆိုသူနဲ့အဖြော်စရာဆိုသူအမျိုးသားတို့ဖြစ်တယ်လို့လုံခြုံရေးနဲ့နှိစက်သူတွေထံကသိရပါတယ်။လူရာကတော့2ယောက်သူတို့ကတော့တာဂီတာ10ရက်ကွက်ကလို့လည်းသိရတယ်။လူပြီးတော့ပစ္စည်းကိုမှသိမ်းပေးထားတဲ့ကြံရပါကနောက်ထပ်2ယောက်လို့လည်းသိရတယ်။ဓမြတိုက်တာကိုဝန်ခံပြီးလို့လည်းသိရတယ်။ဘလို့ပုံစံဖမ်းမိတယ်ဆိုတာမသိရသေးပါဘူး။အဓိကCCTV တွေအရစုံစမ်းရာကနေမိသွားတာလို့တော့သိရတယ်။ပစ္စည်းတွေရောလက်နက်တွေရောအကုန်မိတယ်သိရတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ဓမြတိုက်မှုကျွလွန်တဲ့သူကိုတော့သက်ဆိုင်ရာနေပြည်ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားကစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရတဲ့အတွက်လာတာမျိုးနဲ့ရဲစကန်ကဖုံးပြန်လဲဖြေချခြင်းမရှိဘူးလို့လည်းသိရပါတယ်။ရွှေစင်ရွှေဆိုင်ဓမြတိုက်မှုကတော့ဒီဇင်ဘာ9ရက်နေ့မနက်ပိုင်းကဖြစ်ပွားတာဖြစ်ပြီးတော့ဓမြတိုက်လူရဲမှုမှာရွှေတဲ့ပစ္စည်းတွေနဲ့ငွေသားကျပ်သိန်း1000လောက်ပါသွားတယ်လို့သတင်းတွေအရသိခဲ့ရပါတယ်။မနက်9နာရီလောက်မှာရွှေဆိုင်ဖွင့်ဖို့အတွက်ကားပေါ်ကနေရွှေတဲ့ပစ္စည်းတုပ်တွေချနေစဉ်မှာလက်နက်ကင်ဆောင်ထားတဲ့အမည်မသိအမျိုးသား2ယောက်ရောက်ရှိလာပြီးတော့လက်နက်ပြချိန်ချပြီးတော့ပစ္စည်းနဲ့ငွေသားကိုလူရက်သွားတာဖြစ်တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးတော့လည်းရွေးကောက်ပွဲကျင်းပဖို့အချိန်ခါကောင်းမဟုတ်ဘူးဆိုတဲ့အကြောင်းဖော်ပြပေးပါမယ်။လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့အခြေအနေဟာလွတ်လပ်ပြီးတော့တရားမျှတပြီးလူတိုင်းအကျုံးဝင်တဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်လိုအပ်တဲ့အရာတွေမပြည့်စုံဘူးလို့ဩစတြေးလျအစိုးရရဲ့မြန်မာနိုင်ငံဆိုင်ရာတန်ယုံကဒီနေ့မှာကြာရောက်တဲ့အပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာထုတ်ပြန်လာပါတယ်။ဩစတြေးလျအစိုးရကတော့မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားလျက်ရှိတဲ့နိုင်ငံရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲတွေပေါ်အလွန်မင်းစိုးရိမ်ပူပန်မိပြီးတော့လူ့ခွင့်ရေးအလွဲသုံးစားပြုတာတွေနဲ့ချိုးဖောက်မှုတွေကြည်ကြဲပြက်ပြက်လှုံ့ဆော်နေတာကိုရှုံချတဲ့အကြောင်းလေကြောင်းတိုက်ခိုက်မှုအပါအဝင်ရက်သားပြည်သူတွေကိုဆက်လက်တိုက်ခိုက်နေတာတွေကိုများစွာစိုးရိမ်လျက်ရှိကြောင်းလည်းဖော်ပြထားပါတယ်။ဆက်လက်ပြီးတော့ဗီယက်နမ်နဲ့ရင်ဆိုင်မှုမြန်မာအမျိုးသမီးဘောလုံးအသင်းကြိုတင်ပြင်ဆင်လေ့ကျင့်နေတဲ့အကြောင်းဖော်ပြပေးပါမယ်။မြန်မာအမျိုးသမီးအသင်းကတော့အုပ်စုပြီးနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဗီယက်နမ်အသင်းနဲ့ဒီဇင်ဘာ17ရက်နေ့မနက်ဖြန်ညနေ3:30အချိန်မှာထိုင်းနိုင်ငံမှာရှင်ပြိုင်ကစားမှာဖြစ်လို့ဒီနေ့ချွန်ပူရီလီဂတ်ဖုတ်ဘောအကယ်ဒမီမှာကြိုတင်ပြင်ဆင်လေ့ကျင့်နေပြီလည်းဖြစ်ပါတယ်။မလေးရှားအသင်းနဲ့ထိုင်းနိုင်ငံချွန်ပူရီမြို့ကချွန်ပူရီအားကစားကွင်းမှာဒီဇင်ဘာ10ရက်ညနေ3:30ကရှင်ပြိုင်ကစားခဲ့တဲ့ပွဲမှာမလေးရှားအသင်းကို3-9ပြတ်နဲ့အနိုင်ရပြီးတော့အုပ်စုအဆင့်မှာရမှတ်6နဲ့ရပ်တည်နေတာပါ။ဗီယက်နမ်အသင်းကတော့ရမှတ်3ဂိုးရည်အတွက်အများဆုံးနဲ့အုပ်စုရဲ့ဒုတိယနေရာမှာရပ်တည်နေပေမဲ့လို့ဒီပွဲမှာဗီယက်နမ်အသင်းကိုအရှုံးပေးလို့မရတဲ့အနေအထားဖြစ်နေပါတယ်။ဗီယက်နမ်အသင်းနဲ့ကစားမဲ့ပွဲမှာမြန်မာအမျိုးသမီးဘောလုံးအသင်းအနေနဲ့တရေကျအောင်ကစားတာနဲ့အနိုင်ကန်မှသာအုပ်စုပိုအဖြစ်နဲ့နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်။33ကြိမ်မြောက်စီးကိန်းအမျိုးသမီးဘောလုံးပြိုင်ပွဲမှာတော့နိုင်ငံပေါင်း10နိုင်ငံကနိုင်ငံကိုစားပြုအမျိုးသမီးဘောလုံးအသင်း10သင်းပါဝင်ရှင်ပြိုင်တာဖြစ်ပြီးတော့အုပ်စု A နဲ့ B ဆိုပြီးတော့ group တစ်ခုခွဲထားတာဖြစ်ပါတယ်။အုပ်စု A ကတော့ထိုင်းကမ္ဘောဒီးယားစင်ကာပူအင်ဒိုနီးရှားစင်ဝင်နိုင်ငံကိုစားပြုအမျိုးသမီးဘောလုံးအသင်းတွေဖြစ်ကြပြီးတော့မြန်မာအမျိုးသမီးအသင်းဟာလက်ရှိချန်ပီယံဗီယက်နမ်ဖိလစ်ပိုင်မလေးရှားအသင်းတွေနဲ့အတူတူအုပ်စု B မှာကျရောက်နေတာဖြစ်ပါတယ်။2025ခုနှစ် Women Football ပြိုင်ပွဲကိုတော့2025ခုနှစ်ဒီဇင်ဘာ4ရက်နေ့မှ2025ခုနှစ်ဒီဇင်ဘာ18ရက်နေ့အတွင်းကျင်းပမှာလည်းဖြစ်ပါတယ်။ပြိုင်ပွဲရဲ့ Final အဆုံးဖြတ်ပွဲကိုတော့2025ခုနှစ်ဒီဇင်ဘာ18ရက်နေ့မှာထိုင်းနိုင်ငံကချွန်ပူရီစတေဒီယမ်မှာကျင်းပမှာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့ဂျာကာတာကဒရုန်းကုမ္ပဏီမီးလောင်လို့လူ22ယောက်သေဆုံးတဲ့အကြောင်းဖော်ပြပေးကြပါမယ်။အင်ဒိုနီးရှားနိုင်ငံဂျာကာတာမှာရှိတဲ့ဒရုန်းကုမ္ပဏီတစ်ခုရဲ့ရုံကအဆောက်အအုံမှာမီးလောင်တာကြောင့်အနည်းဆုံးလူ22ယောက်သေပြီးတော့ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့တာဝန်ရှိတဲ့သူတွေကဆိုလာပါတယ်။မြို့တော်ဂျာကာတာမှာရှိတဲ့အဲ့ဒီ9ထပ်အဆောက်အုံမှာဒီဇင်ဘာ9ရက်မိုးလယ်ပိုင်းကဝန်ထမ်းတွေနေ့လယ်စာစားနေတဲ့အချိန်မှာမီးလောင်မှုဖြစ်ပွားတာဖြစ်ပြီးတော့ပထမတက်မှာဘက်ထရီတစ်လုံးပေါက်ကွဲပြီးတဲ့နောက်
မီးလောင်မှုစတင်ခဲ့တာလို့ရဲတပ်ဖွဲ့ကဆိုပါတယ်အစအုံမှာ drone ကုမ္ပဏီတစ်ခုအခြေစိုက်ပြီးတည်ဆုံသူအများစုကတော့အမျိုးသမီးတွေဖြစ်ကြပါတယ်တည်ဆုံသူတွေအနက်ကတယောက်ကတော့ကိုဝင်ဆောင်ဖြစ်ပြီးတော့အများစုကတော့မီးလောင်ဒဏ်ရာထက်မိခိုးငွေကြောင့်အသက်ရှူကျပ်ပြီးတည်ဆုံတာဖြစ်နိုင်တဲ့ကြောင်းရဲတပ်ဖွဲ့ကဆိုလာပါတယ်မီးလောင်တာကိုမီးတပ်သမား100ကျော်နဲ့မီးတပ်က28စီအသုံးပြုငြိမ်သက်ခဲ့ရပြီးတော့ပိတ်ပိနေတဲ့ဝန်ထမ်းတွေကိုမီးတပ်လှေကားတွေနဲ့ကဲတင်လာခဲ့ရပါတယ်မီးလောင်တာကိုငြိမ်သက်ပြီးတဲ့နောက်အဆောက်အုံရဲ့အပေါ်ဓာတ်တွေမှာရှာဖွေကယ်ဆယ်ရေးတွေလှုပ်ဆောင်နေပါတယ်လက်ရှိမှာတော့အချက်လက်တွေကိုစုဆောင်းနေစေဖြစ်ပြီးတော့ရှာဖွေတွေ့ရှိတဲ့ရုပ်လောင်းတွေကိုဘသူဘဝစစ်စစ်ခွဲခြားနေပါတယ်။ကုမ္ပဏီဟာလေကြောင်းစစ်တမ်းကောက်ယူတာနဲ့မြေပုံရေးဆွဲခြင်းမှတည်စစ်ဆေးခြင်းနဲ့စိုက်ပျိုးရေးအထိအသုံးပြုနိုင်တဲ့ drone ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့မြင်းကလေးသတင်းကိုဖော်ပြပေးကြပါမယ်2025ခုနှစ်ဒီဇင်ဘာ9ရက်နေ့မြန်မာစံတော်ချိန်8:32မိနစ်22စက္ကန့်အချိန်မှာတော့တောင်ငူမြင်းလင်းစကန်ကနေအရှေ့မြောက်ဘက်56မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်ဘောလခဲမြို့ရဲ့မြောက်အနောက်မြောက်ဘက်10မိုင်ခန့်ကွာမြောက်လက်တီကျူ19.3ဒီဂရီအရှေ့လောင်ကြီးကျူ69.26ဒီဂရီအနက်16ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရတာစကေ3.3အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့ဝလူဝသားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့မြန်မာအတွက်ရွှေတစိမ့်စုတစ်ခုကိုရိုးရချင်းလုံးအသင်ကစတင်ရရှိတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ထိုင်းနိုင်ငံမှာကျင်းပနေတဲ့33ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကနေမြန်မာနိုင်ငံအတွက်ပထမဆုံးရွှေတစိမ့်တစ်ခုကိုရိုးရချင်းလုံးကနေမျိုးသားနဲ့မျိုးသမီးအသင်ကစတင်ဆွကူနိုင်ခဲ့ပါတယ်။ရိုးရချင်းလုံးမျိုးသမီးပြိုင်ပွဲအသင်းဆိုင်အုပ်စုပတ်လည်ပွဲစဉ် Event 3ပြိုင်ပွဲကနေရွှေစဲစုကိုစတင်စုကူခဲ့တာဖြစ်ပြီးတော့မြန်မာမျိုးသမီးအသင်းဟာရိုးရချင်းလုံးပြိုင်ပွဲဘိုးလူပွဲမှာနှစ်ပွဲကစားနှစ်ပွဲလုံးအနိုင်ရပြီးရွှေစဲစုရခဲ့တာဖြစ်ပါတယ်။မြန်မာမျိုးသားရိုးရချင်းလုံးအသင်းကတော့984မှတ်ပထမပိုင်းနဲ့ထိုင်းက900မှတ်နဲ့ဒုတိယရရှိခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ဒီဇင်ဘာ10ရက်အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းနဲ့ကောက်လေပင်လယ်ပြင်အလယ်ပိုင်းမှာအများအပြားတာယာပြီးတော့ကောက်လေပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်တင်းတဲ့ကနေတိမ်တက်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့သတင်းနိုင်ကံရခိုင်ကံရမြဝကျွန်းပေါ်ဒေသတွေနဲ့မုံမကွေးမှာတော့အရှိဘက်ကလေဟာတနအီကို10မိုင်ကနေ-10ခန်းတိုက်ခတ်ပြီးလှိုင်းတဲ့ရှိပါတယ်။ရာသီဥတုအခြေအနေကတော့ရန်ကုန်တိုင်းဘက်9တိုင်းအရာတွေတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းရခိုင်ပြည်နယ်မှာတော့တိမ်တင်းနေပြင်းထွန်းပြီးတော့ကြံတိုင်းနယ်ပြည်နယ်မှာတော့အများအပြားတာယာပါမယ်။မြို့အခြေအနေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြို့တွေကျဆင်းပါမယ်။ဒါအပြင်ဒီဇင်ဘာ12ရက်အတွက်မလို့သားခံမှတ်ချက်ကိုလည်းထပ်မံဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းနဲ့ကပ်လီပင်လယ်ပြင်မှာတော့အများအပြားတာယာပြီးတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်တင်းတဲ့ကနေတိမ်တက်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့သတင်းနိုင်ကံရခိုင်ကံရမြို့ဝကျုံပေါ်ဒေသတွေနဲ့မုံမကွေးမှာတော့အရှိဘက်ကလေဟာတနအီကို10မိုင်ကနေ-10ခန်းတိုက်ခတ်ပြီးတော့လှိုင်းတဲ့နေရှိပါတယ်။ရာသီဥတုအခြေအနေကတော့ကချင်ပြည်နယ်သတင်းနိုင်တိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာနေပူချိန်တွေကျဆင်းပြီးတော့ကြံတိုင်းနဲ့ပြည်နယ်မှာအများအပြားတာယာပါမယ်။မြို့အခြေအနေကတော့မြန်မာနိုင်ငံတွင်းလုံးမှာမြို့တွေကျဆင်းပါမယ်။ဆက်လက်ပြီးတော့လည်းပဲဒီဇင်ဘာလ23ရက်အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းနဲ့ကောက်လီပင်လယ်ပြင်လယ်ပိုင်းမှာတိမ်တင်းတင်ကနေတိတ်ထူတက်ပြီးတော့ကြံမင်္ဂလာပင်လယ်အော်မှာကောက်လီပင်လယ်ပြင်မှာတော့အများအပြားတာယာပါမယ်။ပင်လယ်ပြင်အခြေအနေကတော့နန်းနိုင်ကံရရခိုင်ကံရမြို့ဝကျုံပေါ်ဒေသတွေနဲ့မုံမကွေးဘက်မှာရှိဘက်ကလေဟာတနအီကို10မိုင်ကနေ-10ခန်းတိုက်ခတ်ပြီးလှိုင်းတဲ့နေရှိပါတယ်။